အခုမတင်နဲ့ယောက်ျားလေးတွေကပို့ပြီးတော့သူတို့မှာအားငယ်စိတ်ပို့ရှိတယ်မိန်းကလေးတွေစားသူတို့ကလူကတာသူကမမတင်နဲ့ဖြစ်နေတာသူတို့ကပို့ပြီး view site ခံခြင်းနဲ့ပို့ပြီးတော့ကျင်နာတာခံခြင်းနဲ့ပို့ပြီးတော့စိတ်ရှည်တီးခံတာခံခြင်းနဲ့နားလည်မှုပေးတာကိုခံခြင်းနဲ့အဲ့တော့သူတို့က view site ခံခြင်းနဲ့အချိန်မှာမိန်းကလေးက88ဆိုင်နဲ့ဘာမှပြဿနာမရှောက်ဘာမှတော့မတူဘာမှ view မဆိုင်ပဲနေနေဒီ relationship တစ်ခုမှာဒါကတော့အဖို့တစ်ဖြစ်လာတယ်လို့ညီမကတော့ထင်တယ်အေးဆက်လုံးရင်လည်းမကောင်းဘူးပဲရမှာအခုမတင်နဲ့ယောက်ျားလေးတွေကပို့ပြီးတော့သူတို့မှာအားငယ်စိတ်ပို့ရှိတယ်မိန်းကလေးတွေစားသူတို့ကလူကတာသူကမမတင်နဲ့ဖြစ်နေတာသူတို့ကပို့ပြီး view site ခံခြင်းနဲ့ပို့ပြီးတော့ကျင်နာတာခံခြင်းနဲ့ပို့ပြီးတော့စိတ်ရှည်တီးခံတာခံခြင်းနဲ့နားလည်မှုပေးတာကိုခံခြင်းနဲ့အဲ့တော့သူတို့က view site ခံခြင်းနဲ့အချိန်မှာမိန်းကလေးက88ဆိုင်နဲ့ဘာမှပြဿနာမရှောက်ဘာမှတော့မတူဘာမှ view မဆိုင်ပဲနေနေဒီ relationship တစ်ခုမှာဒါကတော့အဖို့တစ်ဖြစ်လာတယ်လို့ညီမကတော့ထင်တယ်အေးဆက်လုံးရင်လည်းမကောင်းဘူးပဲရမှာ